မယန်းသီးရဲ့ကောင်းကျိုးနှင့်ဆိုးကျိုးများမယန်းသီးကိုအပူပိုင်းဒေသအသီးနှံတစ်မျိုးဖြစ်ပြီးထူးခြားသောအရသာနှင့်ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိသည်သို့သောစားသုံးရာတွင်သတိပြုရမည့်အချက်များလည်းရှိပါသည်မယန်းသီး၏ကောင်းကျိုးများမယန်းသီးတွင်ဗီတာမင်နှင့်သတ္တုဓာတ်များကြွယ်ဝစွာပါဝင်ပြီးအထူးသဖြင့်ဗီတာမင်စီမြင့်မားစွာပါဝင်ခြင်းခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေသည်အေးမိခြင်းနှင့်တဖုံးသွေးယိုစီးခြင်းတို့ကိုကာကွယ်ပေးသည့်ယင်းသည်ဆဲများကိုပျက်စီးခြင်းမှကာကွယ်ပေးသည့် antioxidant တစ်မျိုးလည်းဖြစ်သည်ဘက်တာကရိုတင်းမြင့်မားစွာပါဝင်ခြင်းဗီတာမင် A မူလအစဖြစ်ပြီးအမြင်အာရုံအတွက်အရေးကြီးသည့်မျက်လုံးကျန်းမာရေးကိုကောင်းမွန်စေပြီးအချို့သောမျက်လုံးရောဂါများဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးနိုင်သည်ယင်းသည် antioxidant အဖြစ်လည်းလှုပ်ဆောင်ပြီးအသားအရည်ကိုကောင်းမွန်စေသည်အခြားသော antioxidants များပါဝင်ခြင်းဆဲများယိုယွင်းပျက်စီးခြင်းကိုနှေးကွေးစေပြီးနာတာရှည်ရောဂါအချို့ဥပမာကင်ဆာဆီးချိုနှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးနိုင်သည်ကယ်လ်ဆီယမ်နှင့်ဖော့စဖရပ်စ်ပါဝင်ခြင်းအရိုးနှင့်သွားများကိုတန်မာစေသည်အမြင်ဓာတ်ပါဝင်ခြင်းအစာခြေစနစ်ကိုကူညီပြီးဝမ်းချုပ်ခြင်းကိုကာကွယ်ပေးသည်ရိုးရာဆေးဘက်ဝင်အသုံးပြုမှုများမယန်းသည့်အချို့စိတ်ပိုင်းများဥပမာအမြင့်အရွက်ပင်စီမှထွက်သောအရည်ကိုရိုးရာဆေးဝါးများတွင်အသုံးပြုကြသည်ဥပမာအဖျားကျစေရန်အဆိပ်ဖြေရန်ခေါင်းကိုက်ခြင်းကိုကုသရန်နှင့်ပါးစပ်တွင်းပြဿနာအချို့ကိုဖြေရှင်းရန်မယန်းသီးစားသုံးရာတွင်သတိပြုရမည့်အချက်များမယန်းသီးတွင်ကောင်းကျိုးများစွာရှိသော်လည်းသတိပြုရမည့်အချက်များလည်းရှိပါသည်အသီးမမေ့မီဆေးများပါဝင်ခြင်းမမဲ့သေးသောမယန်းသီးတွင်အာဂန်တွင်းနှင့်လယ်ချောင်းကိုယားယံစေနိုင်သောအဆေးများပါဝင်နိုင်သည်မှဲ့သောအသီးတွင်တကြားဓာတ်မြင့်မားခြင်းမှဲ့သောမယန်းသီးအထူးသဖြင့်အချို့မျိုးသည်အလွန်ချိုသောကြောင့်တကြားဓာတ်ပါဝင်မှုမြင့်မားပါသည်စီးချိုယောဂါရှိသူများသို့မဟုတ်သွေးတွင်းတကြားဓာတ်ကိုထိန်းချုပ်လိုသူများသည်သင့်လျော်သောပမာဏဖြင့်သာစားသုံးသင့်သည်အပင်ယောဂါများစိုက်ပျိုးရေးတွင်မယန်းပင်များသည်ယောဂများနှင့်ပိုးမွှားများကျရောက်တတ်ပြီးယင်းတို့ကိုထိန်းချုပ်ရန်အတွက်ဓာတုပစ္စည်းများအသုံးပြုရန်လိုအပ်နိုင်သည်ထို့ကြောင့်ယုံကြည်စိတ်ချရသောရင်းမြစ်မှဝယ်ယူပြီးမစားသုံးမီတေချာစွာဆေးကြောသင့်သည်ခြုံငုံပြောရလျှင်မယန်းသီးသည်မှဲ့သောအသီးကိုတင့်လျော်သောပမာဏဖြင့်စားသုံးပါကကျန်းမာရေးအတွက်များစွာအကျိုးရှိသောအသီးဖြစ်သည်သို့သောစီးချိုကဲ့သို့သောကျန်းမာရေးပြဿနာရှိသူများသည်သွေးတွင်းတကြားဓာတ်ကိုထိန်းချုပ်ရန်အတွက်စားသုံးမှုပမာဏကိုဂရုပြုသင့်ပါသည်ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်